ကိုရီးယားကိုကြောင်းသွားတက်ချင်တယ်ဘယ်ကနေစလို့စရမှန်းမသိဘူးဆိုတဲ့လူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကိုပြီးအောင်ကြည့်သွားလိုက်ပါရှင်။နေဟုတ်ပြီအဲ့တော့ကိုရီးယားကိုကြောင်းသွားတက်ချင်တယ်ဘယ်လိုလုပ်ရမှန်းမသိဘူးပေါ့နော်။ဒါဆိုရင်တော့အရင်ဆုံးကိုရီးယားကိုကြောင်းသွားတက်ချင်တာကဒီဖုန်းနဲ့သွားတက်ချင်တာလားဒီတူးနဲ့သွားတက်ချင်တာလားဆိုအရင်ဆုံးဖြတ်ရတယ်ပေါ့နော်။ဒီဖုန်းဆိုတာကကြတော့ကိုက language မရသေးတဲ့လူဖြစ်တယ်ဆိုရင်ကိုရီးယားစာမရသေးဘူးဆိုရင်တော့ဒီဖုန်းနဲ့သွားတက်ရမယ်။နည်းနည်းပါရတယ် topic လက်ပတ်တွေပါရှိတယ်ဆိုရင်တော့ဒီတူးနဲ့တက္ကသိုလ်တန်းချွိုင်းလို့ရတယ်ပေါ့နော်။ကဲအဲ့ဒါကိုကဒီဖုန်းတက်မှာလားဒီတူးတက်မှာလားဆုံးဖြတ်ပြီးတော့မှစာရွက်စာတမ်းတွေပြင်ဆင်ရမယ်ပေါ့။လောလောဆယ်ကိုက agency မအပ်ထားသေးဘူးဆိုရင်ဒီပညာရေးစာရွက်စာတမ်းတွေပြင်ဆင်ထားမယ်ကိုယ့်ရဲ့မှတ်ပုံတင်ပြီးတော့ passport တွေပြီးတော့ဘန်စာအုပ်တွေပေါ့နော်ပြီးတော့အိမ်နောက်စုစရာတွေဒါတွေကိုပြင်ဆင်စားရမယ်ဘန်စာအုပ်ဖွင့်တဲ့အခါကျရင်6လတက်တန်းရှိရမယ်ပေါ့ဒါပေမဲ့6လထပ်ပိုကောင်းတဲ့တက်တန်းတစ်နှစ်လို့တစ်နှစ်ကျော်လို့အရင်တုန်းကရလဲ run နေတဲ့ပုံစံလေးရှိတယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အထုပ်တွေအရန်များတယ်ကိုယ့်ရဲ့အရင်တုန်းကအကောင့်မှာထုတ်ထားတာတွေပြီးတော့ကျတော့ဘေးပေးချေထားတာတွေအရန်များတယ်ဆိုရင်တော့အဲ့အကောင့်တွေကိုမသုံးပါနဲ့ပြန်ပြီးတော့ account တစ်ဖောက်ပေးပါ special account ကိုဖောက်ပေးပေါ့နော်ဒီ show money ပြဖို့ပဲ account တက်လေးဖောက်ထားပေးပေါ့အဲ့ဖောက်ထားတဲ့တက်6လအထက်မျိုးရှိရမယ်ဟုတ်ပြီအဲ့တော့ကိုက agency အတဲ့မဲ့လူဆိုရင်တော့ဒီ show money တွေဘာတွေဘန်အစာအုပ်တွေဘာတွေကိုဖောက်ပြီးသွားပြီဆိုရင် show money ထည့်ခင်ကိုပေါ့နော် agency ကိုအရင်ဆုံးအပ်လိုက်မယ်ဆိုရင်တော့ agency ကနေ show money ကိုဘယ်လိုလေးထဲဆိုပြီးတော့ဒီပြောပြပေးရဲပေါ့နော်တကယ်လို့ကိုဘက်ကagency ကိုမအပ်သေးဘူး show money ကိုအရင်ပြင်ဆင်ထားမယ်အချိန်ကလည်းမရှိတော့ဘူးဆိုရင် show money ကိုဒီဖုန်းဆိုရင်တော့350နဲ့အထက်400ကျော်ထည့်ပို့ကောင်းတယ်ဒီတူးဆိုရင်တော့600နဲ့600အထက်ပေါ့နော်ဒီလိုမျိုးလေးတွေထည့်ပေးရမယ်ထည့်တဲ့အခါမှာလည်းတစ်လုံးနဲ့ထည့်လို့မရပါဘူးတစ်လုံးနဲ့ဆိုရင်ဒီ9နေထည့်ရပေါ့နော်အဲ့တော့တစ်လုံးနဲ့မထည့်ဘဲနဲ့တစ်လားကို2ကြိမ်3ကြိမ်ဒီလိုမျိုးလေးထည့်သွားပေါ့နော်တစ်ခါထည့်ရဲဆိုရင်10သိန်းကျော်15သိန်း30ဒီလိုပေါ့50မကျော်တဲ့ဟာမျိုးပေါ့နော်40 50ထည့်ရင်တော့တိတ်မကောင်းဘူးပေါ့နော်အဲ့တော့နည်းနည်းလေးတွေနဲ့ကိုကပုံမှန်လဲပတ်နေပါတယ်ဆိုတာကိုပြချင်တာအဲ့တော့ထည့်ပြီဆိုတာအထည့်တွေကတစ်လမှာဥပမာထားပါတော့ထုတ်ထည့်တာတွေအရင်များနေတယ်ဆိုရင်တော့အထုပ်ကလေးကတစ်ချောင်းနှစ်ချောင်းတော့ပြန်ပြပေးရတယ်ပေါ့နော်အဲ့တော့တချို့ကလည်းမထုတ်ပေးတဲ့လူတွေလည်းရှိသလိုထုတ်ပြပေးတဲ့လူတွေလည်းရှိရထုတ်ပြပေးရင်လည်းကိုက3သိန်း2သိန်း3သိန်းဒီလောက်ပဲထုတ်ပြပေးတာကောင်းတယ်အများကြီးထုတ်ပြရင်မကောင်းအများကြီးထုတ်ပြလိုက်ရင် तू အော်ကိုစီးပွားရေးမပြေလဲလို့ဒီလိုမျိုးတွေထုတ်နေရလားဆိုပြီးတော့သူတို့ဘက်ကထင်သွားနိုင်တယ်ပေါ့နော်အကျဉ်းကြီးအများကြီးလည်းမထုတ်ပါနဲ့ပေါ့နော်ပြီးတော့ကို့အကောင့်ထဲမှာနဲ့တခြားကိုဘေးပေးချေတာတွေဘာတွေမျိုးမလုံနဲ့ပေါ့နော်ပြီးတော့ထည့်ပြီဆိုရင်လည်းတခြားအကောင့်တွေငွေလွှဲပြီးထည့်တာမျိုးတွေမလုပ်နဲ့ကိုတိုင်သွားပြီးတော့ထည့်နော်ကိုတိုင်ပတ်စံကို cash ကိုယူသွားပြီးတော့ကိုတိုင်လေးဖြည်းဖြည်းချင်းစီလေးအဲ့လိုမျိုးလေးထည့်ပေါ့သူများအကောင့်ကနေ transfer လုပ်တာမျိုးတွေကိုမလုပ်မိပါစေနဲ့ကဲဟုတ်ပြီအဲ့တော့ကိုကဒီ show money ကိုပြင်ဆင်ပြီးသွားပြီဆိုရင်ဘာလုပ်ရမှာလဲဆိုရင်ကိုကထားပါတော့ agency အပ်တော့မယ်ပေါ့ agency အပ်မဲ့လူတွေကကြတော့ agency ကိုအပ်မယ်ဆိုရင်ဒီနာမည်ကြီးနေတဲ့ agency ပဲဆိုပြီးတော့တန်းပြီးတော့မအပ်လိုက်စေချင်ဘူးပေါ့နော်လောလောဆယ်ကိုစုံစမ်းမှာကဒီ agency ကကိုရှောက်ရှင်တဲ့အကြောင်းပေါ့နော်ရှိလားနဲ့ MOU ထိုးထားတာလားကိုရှောက်ရှင်တဲ့အကြောင်းကိုကိုကအရင်ဆုံးစုံစမ်းပေါ့ရတယ်6ရှင်တဲ့အကြောင်းလည်းမရှိဘူး language program ဘယ်မှာပဲတက်ရတဲ့အဆင်ပြေတယ်ဆိုရင်တော့ agency ကိုတန်းအပ်ပြီး agency ကရှောက်ပေးတဲ့အကြောင်းကိုနဲ့ကင်ညီတဲ့ဟာကိုရှောက်လို့ရတယ်ဒါပေမဲ့ဒီတူးတွေပါတယ်တက်ချင်တဲ့လူကကြတော့တက္ကသိုလ်တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုတက်ချင်တဲ့မေဂျာကိုဝါသနာပါတဲ့မေဂျာရှိရလားကိုနဲ့ကိုက်ညီမဲ့တက္ကသိုလ်ပေါ့နော်တက်ချင်တဲ့တက္ကသိုလ်အရင်ရှာမယ်ရှာပြီးတော့မှဒီတက္ကသိုလ်ကဘယ် agency နဲ့ MOU ထိုးထားတာလဲဟုတ်ပြီနော်အဲ့တော့ agency တွေမှာလည်းတေချာစုံစမ်းမှာယုံကြည်စိတ်ချတဲ့ agency လို့အနံမှာအဲ့တော့ MOU ထိုးထားတဲ့ agency လို့ဆိုရင်တော့ဒါရဖို့များတယ်ပေါ့နော်အဲ့တော့ MOU ထိုးထားတဲ့ agency လေးမှာအပ်ပြီးသွားရင်တော့ခုနကိုပြောလိုက်တဲ့စာရွက်စာတမ်းတွေ8တန်း9တန်း10တန်းတက္ကသိုလ်အတန်းနေ passport စာအုပ်မိတ်သူတွေပါတယ်သူတို့ပေးရမယ်ပေါ့မှတ်ပုံတင်တွေမိဘရဲ့ဟာတွေပြီးတော့ကြတော့မိတ်အင်အောင်စရာတွေပေါ့ဒါတွေကို agency ကိုပေးထားရမယ်။ agency အမဲ့လူတွေကကြာဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်။သူတို့ကဒါတွေကို notary ပြန်ပေးမယ်။ကိုယ့်ဘက်ကလောက်ရမှာကကြတော့ကိုကစီးဖို့ခင်ယူရမယ်ပေါ့နော်။အဲ့တော့စီးယူရမယ် agency ကိုအပ်ထားလိုက်ရဲ့ agency ကိုတားကြီးစိတ်မချပါနဲ့။ agency ကအများနဲ့လုပ်နေရဖြစ်တဲ့တော့ကိုစီးကိုမရလိုက်တာလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကိုတိုင်ကသွားမယ်ចောင်းသားကိုတိုင်ကပါဝင်စူးစမ်းမှရမယ်ပေါ့နော်။အဲ့တော့သွားမယ်ဆိုရင်စီးဖို့ကင်တော့ကိုရိုင်းရအောင်ယူနိုင်ရင်ယူမယူနိုင်ရင်တော့တက်နိုင်ငံသားတွေဒီကိုရီးယားတွေဘာတွေကနေယူပေးနေအမတွေရှိရပေါ့အဲ့အမတွေကိုတစ်ချက်လေးအပ်ပြီးတော့မှယုံကြည်စိတ်ချရတဲ့အမတွေကိုတစ်ချက်လေးအပ်ပြီးတော့မှဒီစီးဖို့ကင်ယူပေါ့နော်စီးဖို့ကင်ယူတဲ့အခါမှာလည်းငွေကြွလွှဲတာမျိုးတွေမလုပ်ပါနဲ့သူကရလာပြီဆိုမှမေးပို့လာနဲ့တန်းပြီးတော့ငွေလွှဲတာမျိုးလည်းမလုပ်နဲ့ပေါ့နော်လောလောဆယ်ကိုယ့်ရဲ့ passport နဲ့ account တွေကို consular account ထဲမှာဝင်ကြည့်ပြီးတော့မှရှိတယ်တေးကြတယ်ဆိုတော့မှပဲငွေအကလေးပတ်စံတွေပါလွှဲပေးပေါ့နော်မဟုတ်ဘဲနဲ့ကြို
ဆိုလွှဲရင်ကြတော့မေးတွေနဲ့အညာတွေဖြစ်တာတွေလည်းများတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးကိုတစ်ချက်လေးတေချာစုံစမ်းပြီးမှအပ်စေချင်ပါတယ်ပြီးရင်တော့စီးပုတ်ခင်ယူပြီးပြီเนาะစီးပုတ်ခင်ယူပြီးပြီဆိုရင်ကွာစီးဝင်မယ်စီးမဝင်ခင်မှာကွာဘာလောက်ရလဲဆိုတော့မိုဖာဝင်ရတယ်ပေါ့မိုဖာဝင်တယ်မိုဖာကအခုကြတော့နည်းနည်းခက်ခဲနေရပေါ့ရန်ကုန်မှာခုပြန်ဖွင့်တော့ကြလဲသူက booking stint လို့လည်းပြောတယ်ပေါ့เนาะနည်းနည်းလေးခက်ခဲနေရပေါ့အဲ့ဒါလေးကိုတေချာစုံစမ်းပြီးတော့လုပ်စေခြင်းတဲ့ agency နဲ့အဲ့တော့မိုဖာဝင်ပြီးသွားပြီဆိုဘာလို့ရမှာလဲဆိုတော့စီးဝင်ရမယ်စီးပုတ်ခင်ယူပြီးသားဆိုတော့စီးဝင်ရမယ်ပေါ့เนาะအဲ့တော့စီးဝင်မယ်ဆိုခုနမိုဖာ3ထုလိုက်တဲ့စာရွက်စာတမ်းတွေ agency ကလိုက်ပေးတယ်ပေါ့เนาะ agency ကကိုယ်တိုင်လိုက်ပေးတယ်အဲ့တော့တန်ယုံနဲ့တော့ဝင်လို့မရဘူးပေါ့ agency ကအပြင်ကနေပဲစောင့်ပေးတာစာရွက်စာတမ်းတွေဘာတွေကကိုတိုင်းဒေါ်လာတွေစောင့်သွားရမယ်ဒေါ်လာကိုလည်းခောက်ရိုးမရှိတာလေးတေးချလေးကိုတိုင်းစစ်ဆေးသွားပေါ့เนาะဒေါ်လာစောင့်သွားမယ်ပြီးတော့ကြတော့ဒီစာရွက်စာတမ်းတွေပေါ့ခုနပညာရေးစာရွက်စာတမ်းတွေပေါ့ဒါတွေယူသွားပြီးတော့စီထူမယ်ပေါ့နော်စီထူပြီးရင်တော့ဒေါ်လာကျတာတော့နည်းနည်းလေးပဲကျတာပေါ့ဒါတော့ကိုနိုထရီပြန်ထားတဲ့ပေါ့နော်ထုထားတဲ့စာရွက်စာတမ်းရဲ့အရေးအတွက်ပုံမူတည်ပြီးဒေါ်လာကျတာပေါ့နော်$10 $17အများဆုံးမှာအဲ့လောက်ပဲရှိရဆိုတော့တိတ်မများဘူးပေါ့နော်တိတ်မကုန်ကြဘူးအဲ့တော့စီးဝင်ပြီးသွားပြီဆိုကွာဘာလုပ်ရမှာလဲဆိုရင်စီးဝင်ပြီးသားဟာကို agency ကနေပြီးတော့ကြောင်းလျှောက်ပေးမှာကိုတက်ချင်တဲ့အကြောင်းလေအိစာရဲ့စာတမ်းတွေနဲ့ရှောက်ပေးမယ်တချို့အကြောင်းတွေကကြတော့ excellent အကြောင်းတွေကကြတော့မိဘရဲ့လုပ်ငန်းလိုင်စင်တောင်းတာမျိုးရှိတယ်အဲ့တော့မိဘလုပ်ငန်းလိုင်စင်တောင်းခဲ့ဖို့ရင်လိုမဲကိုကလုပ်ငန်းတွေပါရှိတယ်ဆိုရင်ပေါ့နော်ခွန်ဆောင်ထားတာလို့ဘာလို့ပေါ့နော်လိုင်စင်တွေကိုနည်းနည်းပြင်ဆင်ထားလိုက်တာပိုကောင်းပါတယ်အဲ့တော့လုပ်ငန်းလိုင်စင်တွေပါပြပေးမယ်အဲ့တော့ကြောင်းလျှောက်မယ်ကြောင်းလျှောက်ပြီးပြီဆိုရင်ကိုကဘာမှအကြောင်းလျှောက်တဲ့ကိစ္စတွေတိတ်လုပ်ပေးစရာမလိုစေးစာရွက်တွေတောင်းတဲ့အကြောင်းဆိုရင်တော့စေးစာရွက်လေးတွေပို့ပေးပေါ့နော်ပြီးတော့ကြတော့ကျောင်းဘက်ကနေပြီးတော့ကိုဝင်ခွင့်ရမလားเนาะဒါကြီးရှိရပေါ့ကိုဝင်ခွင့်ရကန်နီးပြီဆိုရင်တော့ကို interview တွေပါရှိတယ် interview ပေါ့เนาะအဲ့တော့ language program ကကြတော့ဘာမှတိတ်ပြီးတော့ထွေထူးမရှိဘူးပေါ့เนาะ तू က interview မှာဆိုရင်လောနာမည်ဘယ်လိုလဲဘာကြောက်သွားချင်တာလဲဒါ interview လေးတွေဒီလိုမျိုးလေးပဲရှိမယ်ဒီကျောင်းကိုဘယ်ကနေတီးခဲ့တာလဲဟုတ်ပြီเนาะဒီ interview လေးပဲရှိလိမ့်မယ်ဒါလေးတွေကိုဖြေလိုက်ရုံပဲပေါ့เนาะတိတ်ပြီးတော့မရတဲ့လူတိတ်မရှိဘူးပေါ့เนาะကျောင်းဝင်ခွင့်မရတဲ့လူတိတ်မရှိဘူးဒီတူကတော့နည်းနည်းခက်လိုက်မယ်ဒီတူကတော့ excellent certificate ကိုရွေးချယ်တဲ့အခါမှာ excellent certificate เนี่ยလူများတော့ကြတော့ဒီ interview မှာနည်းနည်းဆုံးဖြတ်တယ်ပေါ့เนาะအဲ့တော့ interview လေးကိုတခြားလေးဖြေပေးစီခြင်းနေပေါ့เนาะအဲ့တော့ interview လေးဖြေပေးပြီးသွားရင်တော့ကျောင်းဘက်ကနေပြီးတော့ပြန်ပြီးတော့ဒါ tuition fee တွေဘယ်တော့ပြန်သွင်းပေးပါဘာညာဒီလိုမျိုးလာတယ်အဲ့တော့ agencyရနေပြီးတော့တဆင့်ပေါ့နော်ကိုဟာ tuition fee ကိုသွင်းလို့ရပါတယ်တချို့ဟာကြတော့အပြင်ကနေသွင်းနေဆိုရင်တော့နည်းနည်းလေးလူလေးတွေကိုနည်းနည်းညာတွေပါရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေး queue ဆိုင်ပေးပါပေါ့နော်အဲ့တော့ဒီအကြောင်းကို tuition fee တွေပါတွေကိုကမသွင်းခင်လောက်ကတည်းကကိုကဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ admission letter ဘယ်တော့ပေးမှလဲရှိတယ်ပေါ့နော် admission letter ကဘယ်တော့ရမလဲဆိုတာကိုကကြိုတင်ပြီးတော့ခံမှန်းထားပြီးတော့ဒီဘာလုပ်ထားရမှာလဲဆိုတော့ visa booking ယူထားရမယ်visa booking ကြီးရက်ကြီးကိုကစောရထားလို့လဲအပူပါပဲเนาะ admission letter မရသေးပဲနဲ့ visa ရက်ကြီးဝင်ရတော့မယ်ဆိုရင်လည်းအဲ့ဒါအပူပဲအဲ့ရက်ကဘာမှလုပ်လို့မရဘူးအဲကြောင့်မလို့ admission letter ရပြီးမှ visa ရက်ရမယ့်ရက်ကိုကိုတိုင်းလေးနည်းနည်းလေးဒီဟာလေးကိုက်ညီအောင်ပေါ့နော်ဒါလေးကိုက်ညီအောင်ကိုစဉ်းစားပြီးယူထားပေါ့နော်ငါတော့ဘယ်လောလောက်ရမယ်လာကုံပိုင်းလောက်တွေပို့ယူရင်တော့ပိုကောင်းတယ်ပေါ့နော်လာကုံပိုင်းလောက်လေးကိုကြိုယူထား visa booking အဲ့တော့ visa က tuition fee တွေပါသွင်းပြီးသွားပြီး admission letter ရပြီးဆိုရင်တော့ visa ကိုရက်ရောက်ရင် visa ဝင်ရုံပဲ visa ဝင်ရင်ဒေါ်လာကျရအောင်ဒေါ်လာ60ပဲပေးရပါတယ်နော် visa ဝင်မယ်ဆိုရင်တော့ save မှတ်တမ်းပါရမယ်ပေါ့နော်အဲ့တော့ကျောင်းဘက်မှာပြခဲ့တဲ့ save မှတ်တမ်းတွေကဒီ visa ဝင်တဲ့ save မှတ်တမ်းတွေကတော့မတူပါဘူးပေါ့နော်ကိုယ့်ရဲ့ဓပုံနဲ့ form လိုဟာမျိုးစေးရုံကနေပေးလိုက်တဲ့ဟာမျိုးပေါ့နော်စေးရုံကနေပြီးတော့တေချာပါတယ်ဘာမှမရှိပါဘူးဆိုတော့စေးစစ်မှတ်တမ်းကို visa ရုံကိုပို့သွားရပေါ့နော်အဲ့တော့စေးလေးလည်းတေချာပေါက်စစ်ရမယ်ဟုတ်ပြီတော့ visa တွေအကုန်အောင်ပြီဆိုရင်တော့ဒါကိုရီးယားကိုသွားလို့ရပြီလေလက်မှတ်ဝယ်ပြီးသွားလို့ရပြီပေါ့နော်တကယ်လို့ကိုကမကောင်းခဲ့ဘူးဆိုရင်တော့ဒီ9နေပါဖြစ်ခဲ့တယ်ဆိုရင်တော့6လပြန်ဆောင်ပြီးတော့ခုန try တို့လိုမျိုးလေးပြန် try ရမယ်ပေါ့နော်အဲ့တော့အတက်နိုင်ဆုံးဒီ9မဖြစ်အောင်ကိုကစူးစမ်းမှရမယ်ဒီ9မဖြစ်အောင်ဘာလုပ်ရမလဲစာရွက်စာတမ်းတွေလုံးဝအတုမလုပ်ပါနဲ့စာရွက်စာတမ်းတွေကိုလုံးဝအစ်စ်သေးပဲเนาะတေချာလှုပ်သွားအိမ်အောင်စုဇရာမှာဆိုရင်မိဘတွေအဖေအမေတွေကိုတေချာကြည့်တောင်းသူတွေတိတ်မဖြစ်စေနဲ့ပေါ့နော်ဒီမိသားစုရအရန်များနေတယ်ဆိုရင်เนาะနည်းနည်းခွဲထွက်လိုက်တာပိုကောင်းတယ်အိမ်အောင်စုဇရာနည်းနည်းခွဲထွက်ပြီးတော့အလုတ်ကင်လေးတွေများဆရှိတာမျိုးပေါ့နော်မိခိုတွေမပေါ်တာမျိုးမိခိုတွေသားများနေတယ်ဆိုရင်သူတို့ကိုမယုံကြည်တာမျိုးဖြစ်လာနိုင်တယ်အဲ့တော့ကိုဝင်ငွေကောင်းတယ်ကိုကဒီအိမ်အောင်စုဇရာတွေမှာမိဘတွေကဘလို့အလုတ်ကင်လေးဆိုတာကိုဖော်ပြပေးထားနိုင်တဲ့ဟာဆိုရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အင်နာစရာလေးကိုတေချာပြင်ဆင်မယ်ဟုတ်ပြီနော်အဲ့တော့စေးစစ်မှတ်တမ်းကိုလည်းတေချာပေါက်ပေါ့နော်သူတို့ညွှန်ကြားထားတဲ့တိုင်ရုံ website မှာပေါ့နော်ဘယ်စေးရုံတွေမှာပဲစစ်ပါဆိုအဲ့စေးရုံမှာပဲသွားစစ်ပါပြီးတော့နောက်တစ်ခုကကြတော့ showman နီ
6လထားရတယ်သူက6လကိုထားပြီဆိုရင်3လကိုဖြည်းဖြည်းချင်းထည့်ပြီးတော့ကျန်တဲ့3လကိုလုံးဝအသေးထားလိုက်တာမျိုးဆိုပိုကောင်းတယ်မထုတ်တော့ပဲနဲ့နော်ဒီကနေအဲ့လိုယူသုံးနေရတဲ့လူမဟုတ်ဘူးပေါ့ပတ်စံတွေကိုထည့်ထားပြီးရင်တိတ်ပြီးတော့ပြန်မထုတ်ဘူးပေါ့နော်ကိုကအပြင်မှာပတ်စံတွေရှိတယ်ပြေလေတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသေးလေးထားနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်3လလောက်အသေးထားမယ်ရှေ့ဆုံး3လကိုကျတော့ခွဲခွဲလေးထည့်မယ်ပေါ့နော်အဲ့လိုဆိုရင်တော့ရှိုးမန်နီကိုပို့ပြီးတော့ကြာကြာထားနိုင်လေရှိုးမန်နီကပိုကောင်းတယ်ပြီးတော့အထုပ်တွေမများစေနဲ့ပြီးရင် transfer တွေမရှိစေနဲ့ဒါဆိုရင်တော့ကိုရီးယားသွားဖို့ဒါပြည့်စုံသွားပြီပေါ့နော်ဒါဗီဇာရပြီဆိုကိုရီးယားသွားလို့ရပါပြီအဲ့တော့ဒီနိုင်လေးမဖြစ်အောင်စာရွက်စာတမ်းတွေလည်းတေချာပြင်ဆင်ကြပါဒါဆိုရင်တော့ agency နဲ့အပ်တဲ့လူတွေတော့ဒါပြောသွားပါတော့ agency ကိုတကယ်လို့မအပ်ဘူးကိုယ်တိုင်တောင်းလျှောက်ချင်တဲ့လူတွေရှိခဲ့တယ်ဆိုတော့နောက်ဗီဒီယိုမှာပြောပြပေးပါမယ်ဘာအရာတွေကိုပြင်ဆင်ရမလဲဆိုတာ။ကဲအဲ့တော့ဒီနေ့ကတော့ဒီလောက်နဲ့ပါပဲအားလုံးပဲအညွှန်ကြီးကဆဲရော